တဖြည်းဖြည်းလေးနဲ့မင်းနာလာတယ်တိတ်တဆိတ်နဲ့မင်းနောက်ရက်နေတယ်မြတ်ရှင်မှုတွေမင်းထွက်ပန်းစေနာချင်မှုတွေကူစားပေးရင်တင်းတွေဘောကချိုးလေးတစ်ချောင်းလို့ကိုမြင်နိုင်လဲမင်းလေးတစ်ယောက်ကိုတလောကလုံးနဲ့လင်းမေဆိုလေဟုတ်တယ်ကပါမမင်းရှိပေနေတမ်းရှင်ခြင်းဘူးချစ်ရင်လင်းနဲ့များစွာဝေးကဆူတောင်းတစ်ခုလို့အချိန်ချင်းထိုးခဲ့ရင်မင်းနာရောက်လာခဲ့မင်းဆလာနေရန်တွေကိုလေးပြစီကိုလေးဖြတ်မှာပဲကိုလိုချင်တာမလေးတယောက်တည်းနေရတဲ့တကလေးမတွေ့လားဒီချာတီနိုင်မစ္စတာနိုင်ကငါတို့ဘာရဲ့နာမည်ကြီးပဲလေသူနဲ့အရက်တူတော့စကားတူထိုင်မျိုးကို customer တွေဘယ်လောက်တောင်တန်းစီနေလဲဆိုတော့မင်းတင်လက်ဖြားတော့လိမ့်မယ်ဒါပေမဲ့သူက hostel ပဲလေတာမီတော့ပူချုံးနေလေပဲမဟုတ်လားအဲ့ဒီရုပ်ရည်ကြောင့်ပဲလူချမ်းသာမမလေးအတန်းနဲ့ဆွဲနေကြတာလေပြီးတော့ရှိသေးတယ်ငါတို့ hostel က customer ရွေးချယ်ခွင့်မရှိဘူးဆိုပေမဲ့နိုင်ရတော့ချွင်းချက်ပဲဟမ်တော့ customer တော့ရေးချက်ဝင်ရှိရလားတော့ဘာမို့လို့လဲသူကဘာမို့လို့လဲဆိုတော့ deep host ပါရဲ့ထိတ်တန်း host တယောက်ဖြစ်နေလို့လေကြေးမြင့်ဆုံး host ဆိုတော့ဒီအတွက်ရွှေဦးဦးဘင်းနဲ့ငါ့ဖို့တကောင်းမကွာခဏငါပြောလိုက်တာရွှေဦးဦးဘင်းနဲ့ငါ့ဖို့ဟာလေအခုရဲ့ငါ့ဘောကဦးဦးပေးနိုင်လို့လားမတတ်နိုင်ဘူးလေသူစီလာနေတဲ့ငန်းမတွေရှိနေတော့ဒီငန်းဖို့ကရွှေဦးဦးတွေပဲဆိုရမှာပေါ့အော်အဲ့လိုကိုဝင်ခဲ့ဟယ်လိုအန်နေကောင်းပါစားကောင်းပါဒီမှာမင်းတို့ဒီနေ့ရဲ့ customer list ကျွန်တော်ရဲ့တတ်မှတ်ချက်နံပါတ်1ထဲကရုပ်ရှိရေရှမ်းမမလေးလားနံပါတ်2ထဲကရုပ်မရှိရေရှမ်းမမလေးနဲ့မမကြီးများလေဘယ်တရားကိုရွှေ့ရင်ကောင်းမလဲဘာပဲဖြစ်ဖြစ်တယောက်ရွေးလိုက်စမ်းပါဟဲ့ No ဘာပဲဖြစ်ဖြစ်ဆိုတဲ့စကားကျွန်တော်တို့တိတ်ပေါ့လုံးနေတယ်ကျွန်တော်လို top 1 host တယောက်အတွက်ကြုံရမိမတယောက်နဲ့အချိန်တွေတူမျှဝေဖို့ဆိုတာကျွန်တော်မလုပ်ချင်ဆုံးသောကိစ္စတွေကထိတ်ဆုံးချက်ပဲကျွန်တော်နဲ့အချိန်တွေအတူမျှဝေချင်တဲ့မမလေးကကျွန်တော်နဲ့လိုက်ဖက်တဲ့ရုပ်ရည်မျိုးပိုင်ဆိုင်နေမှဟုတ်ဖြစ်မှာအေးပါနေကြရရွေးလိုက်စမ်းပါဒါနဲ့နင်း customer နဲ့အတူအိတ်တာတွေကိုအလုပ်ထက်တဲမလာနဲ့နော်ပြဿနာလာမရှာနဲ့အန်ရေကျွန်တော်ဘယ်တော့မှပြဿနာဖြစ်ဘူးလို့လေ top 1 host ကြီးကလေယောက်ျားအစ်စ်ကြီးလေတခါတလေရောစန့်ကျင်ဘက်ဆွဲရကြောက်ပူကတ်သွားတဲ့အချိန်လေးလေရှေ့ကောင်းရှိနေတာပေါ့customer line နဲ့ဘလူးရအောင်လဲဒီ top 1 host ကြီးကဈေးပေါ်မနေဘူးဗျပြီးရောဘာစီယာမှလာမလို့ရပြီအန်ကျွန်တော် host လောကနေနားယူမယ်လို့ဆုံးဖြတ်ထားတယ်ဘာပြောတယ်နိုင်ဒါနောက်နေရလို့ငါ့ကိုပြန်ပြောစမ်းဒါဒီမနောက်ဘူးကျွန်တော်ပုံစံကနောက်နေရလို့ထင်ရလို့လားနိုင်နေအခုမှအသက်က26နဲ့နော်လုံးဝလန်းဆန်းပြုံမြင့်နေတဲ့အချိန်ယောက်ျားတစ်ယောက်အတွက်ဒီကာလဘယ်လောက်တန်ကြီးများလဲဆိုတာနင်သိရမှာလားတော်ပါအန်နီယာဒီအတွက်တန်ကြီးများတာပါငါအတီပြောနေတာဒါဆိုကျွန်တော်လည်းအတီပြောမယ်အန်ပြောသလိုဒီရွာတန်မိုးရှိဆုံးပဲဆိုပါစို့နေ့ရက်တွေကရက်တက်နေမှာမဟုတ်ဘူးတနေ့ထက်တနေ့အသက်ကြီးလာမယ်ဒါမဲ့ကျွန်တော်ကတနေ့မှာတေချာဘောကိုအိုသွားမှာလေအဲ့ဒါကြောင့်အချိန်ရှိတော့မင်းစူးစမ်းနေသင့်သေးတယ်ဒါပေါ့အချိန်ရှိတော့စူးစမ်းဖို့ပြင်ဆင်လိုက်တာလေကျွန်တော် host တယောက်ဖြစ်တစ်သက်လုံးနေလို့မှမရပဲကျွန်တော်နာဂတ်အတွက်လမ်းသစ်ဖောက်ရမယ်နိုင်နေ့ဆုံးဖြတ်ချက်ကအနာဂတ်အတွက်ဆိုတာငါသိတယ်ဒါပေမဲ့နေ့ကငါဒီထက်ပိုပြီးတော့နေစေချင်သေးတယ်နေ့လိုအပ်ကြတွေလည်းအပေါ်အနေနဲ့ဖြည့်ဆည်းပေးနိုင်သေးတယ်အန်ကလိုအပ်ထားတဲ့ကိုကျွန်တော်ပေါ်ပို့ပြီးကောင်းခဲ့ပါတယ်ဒါပေမဲ့အဲ့လိုဆိုရင်တော့နေက host အလုပ်ကနေအနားယူမယ်ပေါ့ကျွန်တော်နားယူခြင်းပြီနေအောင်ငါဒီကိစ္စကိုစဉ်းစားအောင်မယ်အခုထိတော့နင့်ကိုအနားယူခွင့်မပြုတ်နိုင်သေးဘူးအန်ငါပြောတာတေချာမှတ်ထားနိုင်အခုတော့ customer ကိုအရင်ရွှေ့လိုက်အောင်နိုင်ယူတော့မယ်
နိုင်ယူတော့မယ်နိုင်ယူတော့မယ် what the fuck တကယ်ကြီးလားဒီရဲ့တော့ဝမ်းလက်ကောင်ကြီးကလေသူ့ရဲ့ကြီးမဲ့တဲ့အချိန်ဝါတွေထုံးပြောင်နေတဲ့ရုံကနေနားယူတော့မှလေလားဟာလာနောက်နေတာလား Cheers တို့စီကိုနိုင်ရောက်လာဖို့အချိန်တလောက်စောင့်လိုက်ရတယ်နိုင်ရတို့ကိုအမြဲတမ်းလှစ်လူရှုခဲ့ပုံမယ်နော် မဟုတ်ရပါဘူးဗျာမမလေးကိုလစ်လူရှုတယ်လို့ဘာကြောင့်ညာထင်ရတာပါလဲဟော်ရီယာမမလေးနားမှာဖော်ပြုတ်ပေးစီတယ်လို့တခြား customer တွေအလှည့်မြန်ပြီးပါစေလို့ကြိတ်ပြီးတော့ဆူတောင်းနေခဲ့တာပါ အိုးတကယ်ကြီးလား တကယ်ကြီးပါဗျာဟုတ်ဖုန်းလေးဖြေလိုက်ရင်စိတ်မဆိုးမို့လား မစိုးပါဘူးမြန်တော့ပြောနော်တို့အကြိုင်းစောင့်ချင်ဘူး โอเคဟယ်လိုနိုင်ပါ ဟယ်လိုနိုင်အမမင်းရဲ့တိုက်ခန်းပိုင်ရှင်မ ဟုတ်မှပြောပါ နိုင်မင်းရဲ့တိုက်ခန်းမီးလောင်နေလို့ ဗျာဟုတ်ကဲ့မဟုတ်ကဲ့ကျွန်တော်ခုပဲလာခဲ့မယ်နော်ဘလောက်တောင်ကန်ဆိုးတာလေကွာအလုတ်ထွက်တော့မယ်ဆိုကမှမီးကထလောင်သွားရတယ်လို့6နှစ်လောက်ပင်မစွာနဲ့လှုပ်ထားတဲ့ငါရဲ့လောက်ခလာစားလေးကြီးတော့မီးတွေကိုပကုန်ပြီတောက်ကျုံးတဲ့ကန်တရားကြီးဟာဘယ်လိုလုပ်ရမလဲအန်းကိုလှုပ်ထွက်မယ်လို့တော့ပြောပြီးပြီဘူးအခုမှအန်းကြီးကျွန်တော်လုံးမထွက်တော့ဘူးလို့ပြောလိုက်ရင်လေငါမျက်နှာကိုဘယ်နာကိုသွားထားရမှာလဲအလုတ်ကနားလိုက်ပြီဆိုရင်လေလက်ထဲမှာရှိတဲ့ပတ်စံလေးနဲ့အလုတ်တစ်ကလည်းမလုံနိုင်ဘူးမာနာနဲ့တင်းခံရင်လေဒီကနေထွက်သွားတဲ့9ဆိုတဲ့ top 1 host ကလာမေခွေလုံးဖြစ်နေပြီဆိုတဲ့နေ့ထွက်လာတော့မှာပဲဘယ်နဲ့လောက်ရမလဲဟေးအဲ့ဖုန်းမေကျေးဇူးပြုပြီးအလုပ်ထွက်မယ်ဆိုတဲ့ကိစ္စလေးကိုမေးနေလိုက်စမ်းပါဟုတ် hi Ann ဟယ်လိုအချိန်နေဘယ်လိုလဲမင်းတိုက်ခန်းမီးလောင်လို့ဆို ဟုတ်တယ်အချိန်ကြီးရောပြာကျသွားတယ်ဆိုပါတော့ အင်ရှင်တွေကဘာပြောလဲ အင်ရှင်ကတော့ခုရေးစကမ်းမှာခဏထိန်းသိမ်းခံထားရတယ်ကျွန်တော်ကတော့လွတ်သွားတယ် တော်သေးတယ်မင်းကိုအမှုမပတ်လို့ ပတ်စရာလားအန်ညာကျွန်တော်ကမီးမမတုံးတာအလုပ်ကိုလာရင်လည်းမင်းနေကုန်ချခဲ့တာပဲလေအခုပြဿနာသူတို့ကျွန်တော်မရှိတော့မီးကြိုးဟောင်းတွေကိုလဲပေးနေဝါယာရှော့ဖြစ်သွားတာတို့ပြောတယ်အချိန်နေတိကျတော့မသိသေးဘူး လူတွေရောအဆင်ပြေကြတယ်မလား လူတွေကဘာမှမဖြစ်ကြပါဘူး တော်သေးတာပေါ့ ဘာလို့တော်သေးရလဲအန်ညာကျွန်တော်ရဲ့စူဆောင်ထားတဲ့စီးစိမ်တွေအကုန်လုံးပြကျသွားတာဗျဘာလို့တော်သေးရမှာလဲ ဟဲ့ကတ်ထဲထည့်မထားဘူးလား ကျွန်တော်ကငွေသားသုံးရတာကိုသဘောကျလို့ကတ်ထဲမှာနည်းနည်းပဲရှိတာ အေးနင်းသိလိုက်တော့အဲ့ဒီမှာ စင်ပင်ကျွဲလောက်တော့ကြံပါသေးတယ်ဗျာ ဒါဆိုအင်ရှင်ဘက်ကနေအယောစားကိစ္စဘာပြောသေးလဲသူတို့အမှားဆိုတော့လေ သူတို့ဘာသာသူတို့တောင်ရဲစခန်းရောက်နေရဘလို့ရောစားကိစ္စတွေပြောချင်ရှိမှလဲဗျာ အဲ့ဒါလည်းဟုတ်တာပဲဒါနဲ့နင့်ကိုမေးပါအောင်မယ်ငါသိချင်တာနင်ဒီ6နှစ်အတွင်းမှာအိမ်လေးတစ်လုံးတော့မဝယ်ဖြစ်တဲ့အထိဘာရီများတွေးနေခဲ့တာလဲဒီရဲ့တော်ဝမ်းဟို့ဆိုတဲ့ကုန်းတိတ်ခါချနေတယ်လို့ပဲ လွန်ခဲ့တဲ့3နှစ်လုံးအမေကိုကုသပေးဖို့အားလုံးပုံဟောပြီးတုံးခဲ့တာကိုမေ့သွားပြီလား အာဟုတ်တာပဲငါလုံးဝမေ့သွားတာ ဟမ် မင်းခုဘာမှနေနေလဲ ဟိုတယ်မှာ အဆင်ပြေရလားငါ့အိမ်မှာလာနေမလား အာရပါတယ် ဒီကနေလဲနားမယ်လို့ဆုံးဖြတ်ပြီးပြီဆိုတော့ဘယ်လိုလုပ်မယ်စိတ်ကူးရှိလဲ တောက်ကျုံးနဲ့ညံကောင်းမှုပါလားအမ်ဒီစကားကိုလွန်ခဲ့တဲ့နေ့ရက်ကမှပြောခဲ့တာလေအစကတော့အများကြီးကိုခွင့်မပြုဘူးစဉ်းစားအောင်မယ်ဆိုအခုကဘလို့သဘောလဲနေပါစေလို့ဆူတောင်းတာဆူတောင်းအောင်မပြည့်ဘူးအခုဘာဆက်လို့ရင်ကောင်းမလဲအနားယူဖို့ကြောင်းမေးလိုက်လို့ပြန်ပြောရမှာလားနေုံဒါမျိုးကြတော့ငါမာနာခွင့်မပြုဘူးအန်ကတထေးဆိုရင်ပဲငါမာနာသူ့ကိုဒုတာဖို့ခွင့်ပြုမနေဘူး နိုင်ငါပြောတာကြားလားဟယ်လိုဟယ်လို ဟောကြားပါတယ် အော်အေးအေးဘာပဲဖြစ်ဖြစ်နင်ဒီကနေထွက်သွားဖို့ဆုံးဖြတ်ပြီးပြီမဟုတ်လား အန်ဆိုဒီမှာလဲကိုယ့်ထက်ကိုစိုးဖြစ်နေတာကျွန်တော်ဆက်ပြီးနေချင်ပါသေးရဲ့လို့ပြောတဲ့နာမည်ဟုတ်သေးဘူးလေငါ disk က top 1 host ကြီးလေရွှေပန်းအစားဆုံးရှင်ငန်းလေးမဟုတ်လားအဲပြောချင်လို့လွဲကုန်ပါရေပန်းအစားဆုံးရွှေငန်းလေးလို့ပြောချင်တာအဲ့တော့ကဒီရွှေငန်းကို तू ကတက်ပြစ်လိုက်ဖို့တကယ်လက်ခံလိုက်တာလားနည်းနည်းလေးတော့ထပ်ပြီးတော့ဆွဲမထားတော့ဘူးလားအန်
ခမ ्या ဘာလို့အဲ့လောက်တွေးနေရတာတော့နိုင်ရင်နားဖို့မတွေးပါနဲ့အောင်ဆက်နေပါအောင်လို့ပြောဖို့အရန်တုံတုံနေရတာတေချာကောငါဘက်ကထုံမပြောဘူးတက်ဖြစ်ချင်တက်ပြလိုက်ရွှေငန်းလေးရဲ့မာနာတော့လုံးဝအကုန်မခံနိုင်ဘူးဒါပေမဲ့အန်ငါ့ကိုတကယ်ကြီးထပ်မဆွဲထားတော့ဘူး နေဆုံးဖြတ်ပြီးသားကိစ္စမို့ငါမတားတော့ပါဘူးဒါပေမဲ့အနာမယူခင်နေ့ရဲ့နောက်ဆုံးသော customer ကိုစားပင်ပေးဖို့တောင်းဆိုချင်တယ် ဘယ်လို customer လဲကျွန်တော် customer တွေကနံပါတ်1လား2လား နှစ်ခုလုံးမဟုတ်ဘူး နှစ်ခုလုံးမဟုတ်ဘူး customer အကြောင်းမပြောခင်အရင်ဆုံး service fees လေးကိုပြောပြပေးမယ် ပြောလေ 16 billion what 16 billion right အတိအကျပဲ ဟိုတရက်စားလား မေးတတ်တယ်နော်နိုင် ဟောမဟုတ်ဘူးလား ဟုတ်ပါမလားဟဲ့ဘယ်လောက်ပဲကြီးမြတ်တဲ့ customer ပဲဖြစ်ဖြစ်တရက်16 billion 300လောက်အောင်တော့ယူမနေဘူး အင်းလေအခုတော့တော်တော်ယူနေပါပြီဘယ်နေရာတက်လဲ ရှက်30 ရှက်30ကို16 billion ဆိုတော့စိုးတော့မစိုးဝင်မဲ့နေတိုင်းကြပြင်းစရာကောင်းမနေဘူးလား 16 billion ရတာတော့ပြင်းသေးတယ်လေလားငါနဲ့မရည်ချင်ဘူးနော် ဟောအန်တီကလည်းနောက်နေတာဟာ ဘာအန်တီလဲငါအသက်ကအခုမှ30ကျော်ငါနဲ့လေးပဲစွန်းသေးရနော်ဘာအန်တီလဲသိချင်လို့လား ဟောကြည့်အမှန်တရားကိုပကံများနဲ့အုပ်ချင်လို့မရဘူးလေလက်ခံလိုက်စမ်းမအန်တီက နိုင်နေငရဲကိုလိမ့်စာမပါပဲတိုးချင်နေပြီလား အမကြီးကလည်း ဘာမှရလဲဟမ်အဲ့ဒီ customer ကနင်းနာမည်နဲ့လာတာမဟုတ်ရဲ့ငါတခြားသူကိုပေးပစ်လိုက်တယ် စိတ်မဆိုးပါနဲ့ဗျာချောမောလာပါတယ်ကျွန်တော်ရဲ့ရုပ်ရည်ယူပကောင်ထောက်ထားညတာပြီးတော့ခွင့်လို့ပေးလိုက်ပါအန်ကအသက်ကြီးပြီမဲ့လည်းလှနေတော့မယ်လေ လှပြမိတီတောက်ကလေးအေးအသက်ကြီးလဲဘာဖြစ်လဲတရက်တီးရအောင်ဖင်ရှုံမှပိုချိုတာဟဲ့မှတ်ထား တော်ပြီတကယ်ဒီမစားတော့ဘူး အိမ်မီးလောက်ထားတာကိုအချိုးကမပြေဘူး ငိုချင်းချနေတော့ကြာကြသွားတွေကပြန်ရလာမှာမဟုတ်တာ အလုပ်ကိစ္စဆက်ပြောမယ်နားထောင်ဒီတော့တွင်နေစရာတိုက်ခန်းစီးဖို့ကအဝယ်စားအကုန် customer ဘက်ကစီစဉ်ပေးမှာ အတော်ရရောတာပဲ တကယ်ကနင့်ကိုငှားရမ်းတဲ့သူကနေအခုစားဖစ်ပေးရမယ်သူမဟုတ်ဘူးက ဒါဆိုကိုစားငားတာပေါ့ ကိုစားဆိုတာထက်သူတို့စီမှာ personal case တစ်ခုခုရှိလို့ပဲလို့ငါသိထားတယ်နေဒီ customer ကိုလက်ခံလာရင်အကျိုးအကြောင်းအကုန်သိရလိမ့်မယ် စိတ်တော့ဝင်စားစရာပဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိသေးတယ်ရက်30ကြာမှာစားဖစ်ပိုင်းတွေကအရေးကြီးတဲ့သဘောတူညီချက်တစ်ခုအောင်မြင်ခဲ့ရင်ထပ်ဆောင် bonus ရှိအောင်မယ်ဆိုတာပဲ 16 billion ပြင်လား ဒါပေါ့ ဟာတဖြည်းဖြည်းနဲ့ပို့ပြီးစိတ်ဝင်စားလာပြီဟဲ့ ဒါဆိုမင်္ဂလာရနဲ့တွေ့တော့မလား โอเคချိန်လိုက်တော့ okay အရာရာရေကန်အသင့်ကြာအသင့်ဖြစ်နေပြီးမှငင်းဆန်လိုက်လို့ရှိရင်ငါလောက်တုံးရတဲ့သူကဘာပေါ်မှာရှိနိုင်ဦးမလားငါတုံးတော့ဖြစ်မခံနိုင်ဘူးဒီက customer ကြီးမကြခင်တွေ့ဆုံကြတာပေါ့